အမေရိကန်ပြည်ထောင်စုရဲ့အခြားတစ်ဖက်ခြမ်းမှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက်နိုင်ငံဟာအာဏာရှင်စနစ်အောက်ကိုရောက်ရှိသွားပါတယ်။တမေဂျာလို့ခေါ်တဲ့ပုဂ္ဂိုလ်ကသာတူးရဲသောခေါင်းဆောင်ဖြစ်လာပါတယ်။အချိန်တန်ကြာတဲ့အခါမှာတော့အုပ်ချုပ်သူတွေဟာဒလောင်းဝေါ့လို့ခေါ်တဲ့တင်မင်းတမန်ခီးရှည်လမ်းလျှောက်ခြင်းပြိုင်ပွဲတစ်ခုကိုဖန်တီးခဲ့ပါတယ်။အနိုင်ရရှိသူဟာကြော်ကြားမှုကြွားဝါမှုနဲ့သူလိုချင်တဲ့ဆန္ဒတစ်ခုကိုတောင်းဆိုဝင်ရမှာဖြစ်ပါတယ်။ဒီပွဲကိုတနိုင်ငံလုံးကရုပ်သံလိုင်းတွေမှာထုတ်လွှင့်ပြသပြီးစင်းရဲရင်းကလွတ်မြောက်ဖို့အတွက်လူအများပြားဟာဒီပွဲကိုပဲအားကိုးနေကြရပါတယ်။ Volunteer တွေကဆင်းရဲပေးကြပြီးနောက်မဲနိုင်ပြီးလူရောက်90ကိုရွေးချယ်ခဲ့ပါတယ်။ Main ပြည်နယ်ရဲ့တူးရဲသောပြိုင်ပွဲဝင်ကတော့ Ray ဖြစ်ပြီးသူ့အမေဂျင်းနီကပြိုင်ပွဲကျင်းပရာနေရာကိုလိုက်ပို့ပေးပါတယ်။ကားထဲမှာတော့အခြေအနေကတင်းမာနေပြီးဂျင်းနီက Ray ကိုစိတ်ပြောင်းမှုတိုက်တွန်းပေမဲ့ဒါဟာသူ့ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ Ray ကပြန်ပြောခဲ့ပါတယ်။တတ်မှတ်ထားတဲ့နေရာရောက်တဲ့အခါမှာတော့ဂျင်းနီက Ray ကိုတင်းတင်းကြပ်ကြပ်ဖတ်ပြီးငိုယိုကနှုတ်ဆက်ပါတယ်။အဲဒီနောက် Ray ဟာပြိုင်ပွဲဝင်နေဆူထားတဲ့ချန်စီယိုတွင်းကိုဝင်သွားပြီးဖော်ရည်တဲ့ပီတာနဲ့တွေ့ဆုံခဲ့ရပါတယ်။ပြိုင်ပွဲဝင်အများစုကဖော်ဖော်ရွေရှိကြပြီးပွဲစားဖို့ဆောင်ဆိုင်ရင်စကားပြောနေကြပါတယ်။ကာလီကတော့စိတ်လှုပ်ရှားမှုကိုဖုံးခွဲရင်လမ်းလျှောက်နေပြီးကျန်တဲ့သူတွေကသူဟာအယမ်းငယ်လုံးတယ်လို့သတိထားမိကြပါတယ်။သူကအသက်18နှစ်ပြည့်ပြီလို့ပြောပေမဲ့ဘယ်သူမှမယုံကြပါဘူး။မကြခင်မှာဒမေဂျာရောက်လာပြီးကလေးတွေကိုသူတို့ရဲ့နံပါတ်ပြားတွေပေးကမင်းတို့အခုကစားပြီးယောက်ျားတွေဖြစ်သွားပြီလို့ပြောပါတယ်။ပြီးနောက်သူကဒလောင်းဝေါ့ခါစစ်ပွဲနောက်ပိုင်းစီးပွားရေးကျဆင်းနေတဲ့နိုင်ငံမှာအလုပ်လုပ်ချင်တဲ့စိတ်ဓာတ်ကိုမြင့်နေပေးဖို့ဖန်တီးကြတာဖြစ်ပြီးပွဲပြီးတိုင်းထုတ်လုပ်မှုနှုန်းတွေမြင့်တက်လာလိမ့်ရှိတယ်လို့မိန့်ခွန်းပြောပါတယ်။သူကပြိုင်ပွဲဝင်တွေကိုအလင်းနှုံးတိုင်းနာမဲ့လက်ပတ်တွေကိုပေးပါတယ်။ပြိုင်ပွဲရဲ့စီကံတွေကတော့တူးရဲကျန်တဲ့တီရှောက်ရမယ်ပန်းနိုင်မရှိဘူးတနာရီကို3မိုင်နှုန်းနဲ့လမ်းလျှောက်ရမယ်အလင်းနှုံးရော့သွားရင်သတိပေးချက်ရမယ်10စက္ကန့်အတွင်းမှာ3မိုင်နှုန်းကိုပြန်မလျှောက်နိုင်ရင်ဒုတိယသတိပေးချက်ရမယ်3ချိန်မြောက်သတိပေးချက်ရရင်တော့ပြစ်သက်ခံရမှာဖြစ်ပါတယ်ပြိုင်ပွဲလမ်းမကြီးပေါ်ကနေလမ်းဘေးကိုချော်ထွက်သွားရင်တော့သတိပေးချက်မရှိဘဲပြစ်သက်ခံရမှာဖြစ်ပါတယ်မိန်ကွန်းပြီးမှတော့တနက်ပစ်ပေါက်ပြီးပြိုင်ပွဲကိုစတင်လိုက်ပါတယ်စစ်ကားတွေကနောက်ကနေလိုက်ပါပြီးမှတ်တမ်းတင်ကြပါတယ်ခီး9မိုင်လောက်ရောက်မှလူတွေကစကားပြောလာကြပါတယ်စတီဗွန်ကအလင်းနှုံးဆန်းသက်ရင်သတိပေးချက်ရရှိခဲ့ပါတယ်ဂရီကပနက်ထဲကြောက်ခဲဝင်လို့ရက်လိုက်တဲ့အခါသတိပေးချက်3ချိန်ရလူနီးပါးဖြစ်သွားခဲ့ပါတယ်9မိုင်လောက်ရောက်တဲ့အခါမှာတော့စူကြီးတွေအကြောင်းပြောပြကြပါတယ်ရေကတော့ဒီစနေကြီးကလူတွေကိုဆင်းရဲအောင်လုပ်ပြီးဒီလိုအန္တရာယ်ရှိတဲ့ပွဲတွေရောက်အောင်တွန်းပို့ထားတာလို့ဝေဖန်ပါတယ်ရစ်ချက်ကတော့ဒီပြိုင်ပွဲအကြောင်းကိုစာအုပ်ရေးဖို့အတွက်ပြိုင်ပွဲဝင်တွေရဲ့နံပါတ်တွေကိုလိုက်မှတ်နေပါတယ်ကာလီက6လောက်ကျွတ်တက်ပြီးလဲကျသွားတဲ့အခါစစ်သားတွေကသူ့ရဲ့ကောင်းကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်။ဒါကိုမြင်ပြီးရေကလန့်သွားပြီးသတိပေးချက်ရခဲ့ပါတယ်။18မိုင်ရောက်တဲ့အခါမှာတော့ကောင်မလေးတယောက်ကရေကိုလာပေးတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှာအတက်ရောဂါရှိတဲ့ကလေးတယောက်လဲကျသွားတဲ့အခါစစ်သားတွေကပစ်တက်လိုက်ပါတယ်။ဂယ်ရီကတော့ဒါကိုပြန်မဲ့ရောက်သွားပြီဆိုပြီးလှောင်ပြောင်ပါတယ်။25မိုင်ရောက်တဲ့အခါမှာဂယ်ရီနဲ့ရန်တို့ရန်ဖြစ်ကြပြီးရန်လဲကျသွားတဲ့အခါအသက်ခံလိုက်ရပါတယ်။35မိုင်ရောက်တဲ့အခါမှာညဘက်ရောက်လာပြီးရေဟာအိမ်ငိုင်ရင်သတိပေးချက်3ခုထိရသွားပါတယ်။သူဟာ3နာရီကြာအောင်အမှားယွင်းမရှိလမ်းလျှောက်မှသတိပေးချက်တွေပြန်ကြည့်မှဖြစ်ပါတယ်။မနေ့ရောက်တဲ့အခါ18ရောက်ပဲကြာမှာတော့တဲ့68မိုင်မှာ Richard 6နာပြီးလဲကျသွားလို့အသက်ခံလိုက်ရပါတယ်။103မိုင်မှာတော့သူတို့ကဆူတောင်းဝင်ရရင်ဘာတောင်းမလဲလို့ဆွေးနွေးကြပါတယ်။ရေကစနစ်တစ်ခုလုံးကိုပြောင်းလဲခြင်းတယ်လို့ပြောပါတယ်။144မိုင်ရောက်တဲ့အခါမှာရေကသူ့အဖေเจ้าကိုပီတာကိုပြောပြပါတယ်။သူ့အဖေကအုပ်ချုပ်သူတွေကိုတော်လှန်လို့အသက်ခံခဲ့ရတာဖြစ်ပါတယ်။ရေရဲ့လျှို့ဝှက်ချက်ကတော့အနိုင်ရရင်တနက်တက်လက်တောင်းပြီးဒမေဂျာကိုတတ်ဖို့ဖြစ်ပါတယ်။သူတို့လမ်းလျှောက်ရင်မိုင်180ရောက်တဲ့အခါမှာတော့လူတွေကအယမ်းပင်ပန်းနေကြပါပြီ။ခြေထောက်ကသွေးထွက်နေတဲ့ကလေးငယ်တယောက်ကတင်ကားပေါ်တက်ဖို့ကြိုးစားလို့ကားနဲ့ချိတ်သက်ခံလိုက်ရပါတယ်။200မိုင်ရောက်မှဟန်အသက်ခံရပါတယ်။209မိုင်မှာတော့6ရောက်ပဲကြာမှာတော့တယ်။ဂယ်ရီကသူ့ကိုယ်သူအဆုံးစီရင်သွားပါတယ်။286မိုင်မှာရေရဲ့ဇာတိမျိုးကိုဖျက်ရပါတယ်။ရေကသူ့အမေကိုပြေးဖက်ဖို့ကြိုးစားပေမဲ့ပီတာကဆွဲထားလို့အသက်ဘေးကလွတ်သွားပါတယ်။306မိုင်ရောက်မှာစတီဗင်ကတယောက်ကိုတယောက်မကူညီဖို့အကြံပြုပါတယ်။ကေကစစ်သားစီကတနက်လူပြီးပြစ်တက်ဖို့ကြိုးစားပေမဲ့အသက်ခံလိုက်ရပါတယ်။အာသာလည်းအသက်ခံရပြန်ပါတယ်။နောက်ဆုံး3အောင်ပဲကျန်တဲ့အခါစတီဗင်ကသူဟာဒမေဂျာရဲ့ဖောက်ပြန်မှုကနေမွေးလာတဲ့တားတယောက်ဖြစ်တယ်လို့ဖွင့်ပြောပါတယ်။ဒါပေမဲ့သူဟာအမောဖောက်ပြီးတေဆုံးသွားခဲ့ပါတယ်။331မိုင်မှာတော့ရေနဲ့ပီတာပဲကျန်มาတော့တယ်။ပီတာကရေကိုအနိုင်ပေးခြင်းလို့ရက်လိုက်ပေမဲ့ရေကလည်းရက်နေခဲ့ပါတယ်။နောက်ဆုံးမှာရေကပြစ်တက်ခံရပြီးပီတာကအနိုင်ရရှိသွားပါတယ်။ဒမေဂျာကပီတာကိုဆူတောင်းဝင်တောင်းခိုင်းတဲ့အခါပီတာကတနက်တက်လက်ကိုတောင်းလိုက်ပါတယ်။တနက်ရတဲ့အခါမှာတော့ပီတာကဒါဟာရေအတွက်ပဲလို့ပြောပြီးဒမေဂျာကိုပြစ်တက်လိုက်ပါတယ်။အဲဒီနောက်မှာတော့ပီတာဟာတနက်ကိုချပြီးထွက်ခွာသွားပါတော့တယ်။